မင်္ဂလာပါ EMC DJ ဆင်းရဲစားဘက်ကပါဒီ Alpha Theta HGJ AZ4 ဟာမျိုးရဲ DJ အကိုကနေပြီးတော့ကျွန်တော်တို့စီကို browser လေးသုံးမရလို့ဆိုပြီးတော့ပို့ပြင်ထားတဲ့အလုံးလေးပါဒီကောင် browser လေးကဆွဲလို့ရတဲ့အခါရတယ်မရတဲ့အခါမရဘူးပြီးတော့ကြော်ရင်လည်းကြော်နေတယ်သူကတခါလေအောက်ကိုဆင်းလိုက်ရင်ရှေ့ကိုပြန်ဘနဲ့ပြန်တက်သွားပါတယ်အဲ့လေးကိုကျွန်တော်တို့ပြုပြင်ပါမယ်လောဆယ်မပြုပြင်ခင်ကျွန်တော် audio လေးတစ်ချက်စမ်းကြည့်ပါမယ်ခုဆိုရင် power နိုးပြီးတဲ့အနေထားပါကျွန်တော် system တစ်ခုစိုက်ပြီးပါပြီအဲ့တော့ low mid high color EQ တွေကိုကျွန်တော်တို့ color EQ ရယ် video EQ ရယ်ကိုစမ်းကြည့်မယ် browser တစ်ချက်စမ်းမယ်စမ်းပြီးွားရင်ကျွန်တော်တို့ audio တစ်ချက်စစ်ပါမယ်ခုဆိုရင် channel 1ကိုစစမ်းပါမယ်ဒါ low ပါစင်ပြပါတယ် mid ပါစင်ပြပါတယ် high ပါပြီးရင် channel 3ကိုစမ်းပါမယ်ကျွန်တော်တို့ low ပါ mid ပါစင်ပြပါ high ပါပြီးရင် channel 2ကိုစမ်းပါပဲကျွန်တော် high ပါ mid ပါ low ပါစင်ပြပါတယ်ပြီးရင် channel 4ကိုစမ်းပါမယ်ကျွန်တော်တို့ high ပါ mid ပါ low ပါစင်ပြပါတယ်အဲဆိုရင်ကျွန်တော်တို့ဒီ browser လေးကိုကျွန်တော်တို့ပြုပြင်လိုက်ပါမယ်ပြုပြင်ပြီးတော့မှကျွန်တော်တစ်ချက် audio လေးပြန်စမ်းကြည့်ပါမယ်ခုဆိုရင် browser လေးလဲလို့ပြီးပါပြီခင်ဗျာ browser လဲလို့လဲရပါပြီပထမလုံးဝကိုလဲလို့မရတာဗျ browser လေးကလေအခုကျွန်တော်တို့လဲပေးတာ original browser လေးပဲပြန်လဲပေးတာပါတယ်ဒီမှာပါ DSA 139 8ပါ139ဟုတ်ကဲ့ပါကျွန်တော်တို့အခုဆိုရင် browser လေးလဲပြီးပါပြီ browser လဲပြီးတော့ကျွန်တော် audio လေးတစ်ချက်ပြန်စမ်းပါမယ်ဟုတ်3 line တော့ပြီးသွားပြီဆိုတော့ဒီမှာ1 line တော့ပါဘူးလားTiro,